干家么楼里，包要么隔壁也是的，屋子里工，俺不是那男的，俺不着，都面的不是个不，俺爸妈没得，都没进来，为啥嘞没得有钱啊嘞没得有啥，谁要来的啥来的，他爸妈没得有，那个人没得有，啊你那不过那要了这个嘛，我了没得有哩，谁说金牛多嘞，这个嘛算那个当俺爸过的是的，他把我让俺当弄嘞。ဘယ်လောက်ရှိလဲသင်္ကန်း9000ဒီနေ့သင်္ကန်း6သိန်းခွဲဗျခုနမှအဲ့ဒါကေးဘေးကိုကမသိဘူးတစ်ခါလာလဲ9000မတင်9000နဲ့အလှခံရတာစိုက်လိုက်စိုက်သူကစိုက်ရတာလေအပား90တပား1000စိုက်ရဒကမာကြီးရဲ့အရှင်မရဲ့သူကိုကြည်ယူသွားတယ်အေးဘေးကိုအရှင်မရဲ့အပြင်မှာဘယ်သေးရှိတယ်သိဘူးလို့9000ကကြာလာပြီတဲ့အခုဒါ6သိန်းနဲ့9000ပါဗျာမယုံဖုံးဆက်လိုက်ပါအေးဘေးကိုမသိဘူးကိုကမသိဘူးမနေ့ကမှလာပို့တော့မှဟာအဲ့လောက်တော့ပဲလားကျောင်းဦးစင်းကိုရင်ကဆရာတော်ဗျာတဲ့သိန်းကို9သိန်းပေးလိုက်တယ်9သိန်းပေးရင်တစုံတော့မရဘူးတဲ့ဘာလို့ဆရာတော်3စုံပါထားတယ်တဲ့20လောက်ကြမယ်တဲ့ဟောအရင်တော့9000လေလုံးလုံး9သိန်းပေါ့ဟုတ်ပြီတစုံ6သိန်းနဲ့မနေ့ကမသိတာအဲ့ဒါမကန်ဘူးဒါပေမဲ့ကိုကမပြောနဲ့ပေါ့နော်အခြေအနေရဆရာလေးတွေတိလရှင်ညီမလေးတွေသူတို့ဆန်းခိုင်းတယ်လေဟိုဈေးနာကြတော့အဲ့ဆန်နဲ့လဲပြီးတော့ခွဲသီးဝယ်တယ်ငရုတ်သီးဝယ်တယ်ကြက်သွန်ဝယ်တယ်ထမင်းတကူဆန်တကူနဲ့မစားဘူးလေအဲ့တိလရှင်တွေဆန်တွေကိုလမ်းမှာရောင်းတယ်ဘာလို့ပြောတာတော့မေးတာကဲဘယ်တော့မှမရောင်းငါဝယ်မယ်လို့ပြောလိုက်တယ်အဲ့ဒီဆန်လေးတွေပြန်ရောင်းမယ်ရောင်းပြီးငါးလေးဝယ်မယ်ပစုံလေးဝယ်မယ်မညာတာဘူးကိုရင်မစားဘူးဟာမိမဆိုတဲ့အမျိုးကလေသပင်လေးတတ်တာဘရုံရောင်ကေးတာမင်းတို့လေအဲ့လိုက်ရင်တကူလုံးဟာကြီးရှင်တို့ဒီမင်းဟာမကြည့်ယူနဲ့သူကသူလေအဲ့ဆရာလေးရဲ့ဂရုံးလေးတုံးပြီးတော့မိမဆိုတဲ့မျိုးကလှတယ်လေလှတာများမှလို့မလှဘူးဆိုရင်ငိုခြင်းနဲ့မလှဘူးပြောရင်တော့ငိုခြင်းနဲ့မိမမျိုးဘာအလှမှမရှိဂရုံးတော့အဲ့ဒီကုနဲ့ကြည့်ယူဖို့ကောင်းတယ်ရမေကြီးဒီကွာတရားလာဟောတယ်ကွာဒီမှာကြည့်ကွာဝင်းမဟာဝါဘဆွန်လောင်းသိန်းကိုလာရင်ဘာကိုင်းနဲ့ပြည့်မလို့ပြောလားဓမ္မဥစ္စာတွေဘယ်လောက်ထူရမလို့ပြောလားပလင်ပေါ်မှာဘာစားတော့စိတ်ထားမလို့ပြောလားဘာလေးပဲထားတာလေဒီရေလေးတို့တောက်ပြီးတော့2နာရီမှဗုဒ္ဓရဲ့စာပေတွေပရိယပရိပတ်တွေပြောတာကွာအဲ့ဒီအလေးနဲ့ပဲမင်းတို့တရားနားထောင်ကွာတော်ပြီမင်းတို့လေဟိုကိုချစ်တို့ကိုဘာတို့ဆိုမင်းတို့သွားမင်းတို့ဘာဓမ္မတွေလေမလေးကိုအောင်မလေးပတ်စံနေပေးလိုက်ရတာပလက်လေးကန်ရော့9000ရော့1000ဒီမှာလာငါလက်လာကန်မှာတပြားမပေးရအောင်လာသမ်းပါဟုတ်ပါစာရီရေးနေတယ်ဘိဒိကမနေ့9ရက်နေည9ရက်တိအောင်ဘိဒိကျန်းနေရေးနေတယ်ဘိဒိကကိုကွန်ပျူတာတို့ထိနေတယ်ဒီလက်ကလေအဲ့ဒီမင်းသားတွေလက်တဲ့ကောင်းတယ်မှာဒါအမလေးလက်ကလေးထိပြရသည်350ယူနေတာလောကရဲ့နော်ဟုတ်တယ်မင်းတို့ကွက်ကိုစဉ်းစားလိုက်ရှင်ဒီဝလိမင်းတို့သိတဲ့ဗါတယ်လေကိုရင်လေး9နှစ်သားလေးကိုရင်လေးရှင်ဒီဝလိသူ့အမေရဲ့အဲ့ဒီကလေးလေးကိုသူခါတို့ပန္တိတာတို့ဟာဘာကုလာတို့တန်ကိစီတို့သူတို့အမေတွေကလေအဲ့ဒီကိုရင်လေးအဲ့ဒီကလေးလေးကိုတရေခတော့ဘုန်းကြီးတွေရဲ့နားလေးထိုင်ရင်လည်းဘယ်ဇက်ပွဲမှာဇက်ပွဲမသွားရပါတပြားဖွင့်အောင်အိမ်မနေရမင်းအဲ့မှာဘယ်ဇက်ပွဲမှာမသွားခြင်းဘုန်းကြီးတွေရဲ့ဘေးနားလေးမှာထိုင်ရင်လည်းတန်ဃာတော်ရှင်သူများဝင်းမဟာကဝင်းမှာဝါပဆွန်းလုံးသိရဆွန်းလေးကိုဝင်းနေမိတယ်ကိုရီဖုံးပေးပြီးရင်အဲ့ဒါကြံတာလေးကိုစားကျင်တယ်တဲ့မွေးလာတော့9သန်းနဲ့ရမ်းတာဖြစ်တယ်မင်းသားလေးရဲ့လက်ကိုထိရင်လည်းမွေးတော့သဘုံဖြစ်မှာအဲ့ဒါပဲရှိအဲ့ဒါပဲရှိတာဒါပဲရှိတယ်ဒါပဲလွတ်လပ်လေးရလေဟိုသူကမွေးစားတဲ့ပေတဲ့တိုင်းပြောတာလေရှင်သာရိပုတ္တရာရဲ့ဘေးနားလေးမှာထိုင်ပြီးတော့မှအဲ့သင်္ကန်းဆုံးနဲ့သင်္ကန်းအနံ့လေးကိုခံကျင်တာတဲ့သူတော်ကောင်းရဲ့အမေကမင်းသားလေးရဲ့အနံ့ကိုခံကျင်တယ်မိတ်ကနဲ့ကိုခံကျင်တယ်မပြောပါဘူးမတွေ့ဘူးတာပြောတာဒုက္ခသမလေးပန္တိတသမလေးတန်ကိစ္စသမလေးဟာရှင်သေဝလိသူတို့အမေကဘုန်းကြီးတွေရဲ့ဘေးနားလေးကသင်္ကန်းစွန်းလေးမှာထိုင်ပြီးကိုတော်တွေဖုံးပေးပြီးသားအကြံလေးကိုစားကျင်တာရော့ဆိုကျွေးလိုက်တယ်ရှင်သာရိပုတ္တရာဟာ9နှစ်သားနဲ့ရဟန္တာဖြစ်တယ်လေဟုတ်ဗျာမလေးဘုန်းကြီးတွေရဲ့နားလေးထိုင်နေတာတဲ့ဟုတ်ဗျာအဲ့ဒီဘုန်းတော်ကြီးတွေကြံတာတွေစားကျင်တာတဲ့ဘိဒိကစာပေတွေကလာတာကြည့်ငါတို့လက်ကလေးငါတို့ကွန်ပျူတာကိုင်နေတယ်ဗရီးစိန်နေတယ်ခုမင်းတို့ဝင်ငါကြွားတာတော့မဟုတ်ပါမပြောကောင်းပါဘူးဒါပေသည်တရားဝဲဆိုတော့အကြောင်းမျိုးတွေဖြစ်တတ်တာဖြစ်ချင်းကြောင့်မီးပြက်တာရေပြက်တာအတိုးရှိတော့ကားပေါ်စတက်လက်တွေကစိတ်ပရီးစိတ်ပြီးတော့မင်းတို့ဝင်မင်းတို့ရှီတခါမှလာမစားဘူးပါဘူးဘွာသားကပ်ဘူးလားဟုတ်ကဲ့ပဲလားဟိုကနဲ့များတော့ဗျာဟုတ်တယ်ကတ်တဲ့ဘုန်းကြီးတွေဟောရမှာဟုတ်လားဘာမှမစားဘူးသေးပါဘူးရေလေးပဲတောက်ပါ
ဒါပေမဲ့မေတ္တာအရင်ပို့လိုက်ပါ